လူတယောက်ဟာဘဝခရီးလမ်းတစ်ခုကိုရှောက်လန်းနေတယ်။ဒါပေမဲ့သူ့ခရီးကအခြားသူတွေထက်ပိုပြီးပင်ပန်းနေပုံရတယ်။ဘာလို့လဲဆိုတော့သူကြောပေါ်မှာအရန်လေးလံတဲ့အိတ်ကြီးတစ်လုံးကိုအမြဲတမ်းလွယ်ထားရလို့ပါပဲ။သူကမောပန်းလွန်းလို့လမ်းဘေးမှာခဏထိုင်နားလိုက်တယ်။လမ်းကြုံဖြတ်သွားတဲ့ပညာရှိတစ်ယောက်ကမေးလိုက်တယ်။အိတ်ထူးမှာဘာတွေထဲထားလို့အဲ့လောက်လေးနေရတာလဲတဲ့။ခရီးသွားကအိတ်ကိုဖွင့်ပြလိုက်တယ်။အထဲမှာကြောက်တုံးတွေအများကြီးပဲ။သူကရှင်းပြတယ်။ဒီကြောက်တုံးကကျွန်တော်ကိုငယ်ငယ်ကအနိုင်ကျင့်ခဲ့တဲ့သူ။ဒီကြောက်တုံးကကျွန်တော်မှားခဲ့တဲ့အမှားတစ်ခု။ဟိုကြောက်တုံးကတော့ကျွန်တော်ကိုထားသွားတဲ့ချစ်သူပါ။ဒါတွေကိုကျွန်တော်မမေ့နိုင်လို့သိမ်းထားတာပါတဲ့။ပညာရှိကြီးကပြုံးပြီးပြောတယ်။အဲ့ဒီကြောက်တုံးတွေကိုမင်းအိတ်ထဲထည့်ထားလို့သူတို့နာကျင်သွားတာမဟုတ်ဘူးကွ။တဲထားရတဲ့မင်းပခုံးတွေပဲနာကျင်နေတာ။မင်းရဲ့အတိတ်ဆိုတာမင်းမှတ်မိနေသေးပဲလေးလံနေမှာပါ။ချထားလိုက်စမ်းပါလမ်းလျှောက်ရတာပိုပေါ်ပါသွားလိမ့်မယ်တဲ့။ခရီးသွားဟာစဉ်းစားမိသွားတယ်။ဟုတ်ပါရဲ့ငါကဘာလို့နှိမ့်ဆက်နေမိတာလဲသူကနာကြီးမှုကြောက်တုံးတွေကိုတဒုံချင်းစီလွတ်ပစ်လိုက်တယ်တဒုံလွတ်လိုက်တိုင်းသူ့စိတ်တွေပေါ့ပါလာသူ့ခြေလိုင်းတွေတွတ်လက်လာသူမြင်ရတဲ့ကဘာကြီးလာပိုးပြီးလှပလာတယ်မိတ်ဆွေခမည်းရဲ့ကြောပေါ်မှာရောဘာကြောက်တုံးတွေတဲခါမိလဲလိုအပ်တော့တဲ့အတိတ်တွေကိုဒီနေ့ပဲလွတ်ချလိုက်ပါခမည်းရဲ့ရှေ့ဆက်ရမယ့်ခရီးလမ်းပိုပြီးပြောစရာကောင်းလာပါလိမ့်မယ်တဲ့ကြွားပျော်ရွှင်ပွဲကြည်နူးဝယ်ရဘူးအလေးများပိုင်ဆိုင်နိုင်ကြပါစေနော်